ဘီလုံကိုစီတုံးချင်းရဲ့ပြရုပ်လို့ပြောကြပေမဲ့တကယ်တမ်းဆွေးနွေးပွဲမှာထွက်ပေါ်လာတဲ့အမြင်ကတော့ဒါဟာမပြည့်စုံသေးတဲ့အစာပြုမှုသာဖြစ်တယ်ဆိုတာပါရခိုင်ကိုယ်စားလှယ်တွေပါဝင်တာကရနီတွေကလေ့လာရေး observer အနေနဲ့ပဲရှိနေတာကိုကြည့်ရင်ပင်လုံကတတိုင်းကလုံးကိုလွှမ်းခြုံနိုင်ခဲ့လားဆိုတာကလည်းဆွေးနွေးပွဲမှာမေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ Eco Initiative ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ podcast လေးမှာတော့မကြာခင်ကပြုလုပ်ခဲ့တဲ့ပင်လုံစာချုပ်နဲ့တမိုင်းအမြင်ဆွေးနွေးပွဲ discussion panel ကနေရရှိလာတဲ့စိတ်ဝင်စားစရာကောက်ချက်တွေကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဆွေးနွေးပွဲမှာကျွန်တော်တို့တွေကရင်းမြစ်၅ခုကိုအခြေခံပြီးကိုယ်ပိုင်အမြင်တွေကိုပွင့်ပွင့်လင်းလင်းဖလှယ်ခဲ့ကြပါတယ်ဆွေးနွေးပွဲရဲ့အခြေခံရင်းမြစ်၅ခုကတော့နိုဝင်ဘာတန်းတမိုင်းဖတ်စာပင်လုံစာချုပ်ပါအချက်၉ချက်မြရီ website မှာရှိတဲ့သွေးကပြောတဲ့တမိုင်း၎င်းရဲ့စာစဉ်ရဲ့ပင်လုံစာချုပ်ဆိုတာဂွန်မာကိုပိုင်ရဲ့ပင်လုံစာချုပ်ချုပ်ဆိုခြင်းစတဲ့ရင်းမြစ်၅ခုကိုအခြေခံပြီးကိုယ်ပိုင်အမြင်တွေကိုပွင့်ပွင့်လင်းလင်းဖလှယ်ခဲ့ကြပါတယ်ကျွန်တော်တို့သေချာမသိခဲ့ရတဲ့အချက်တွေကတော့မြန်မာနိုင်ငံကိုကိုလိုနီခေတ်တစ်လျှောက်လုံးမှာတီးခြားအုပ်ချုပ်ရေးစနစ်နဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၄ခုရှိပါတယ်။ချင်းလူမျိုးများအတွက်ချင်း Hill Regulation ကချင်လူမျိုးတွေအတွက်ကတော့ကချင် Hill Tribe Regulation ရှမ်းပြည်အတွက် Federal Shan State Act မြန်မာတွေအတွက်ကတော့ Burma Act ဆိုပြီးဗြိတိရှတွေအုပ်ချုပ်ခဲ့ပါတယ်။ဒါတွေကလွတ်လပ်ရေးကြိုးပမ်းတဲ့အခါပင်လုံစာချုပ်ဘာကြောင့်ချုပ်ဆိုရတယ်လဲဆိုတဲ့အခြေခံအချက်တွေပါပထမဆုံးဆွေးနွေးပြခဲ့တာကတော့ဗတ်လိုက်မှု bias အကြောင်းပါမြရီလိုစာဆောင်တွေမှာပင်လုံကိုဝတ္ထုတစ်ပုဒ်လို emotional ဖြစ်အောင်ရေးဖွဲ့ထားတာကိုပန်နယ်ထဲမှာထောက်ပြခဲ့ကြသလိုဖတ်စာအုပ်အသစ်တွေမှာကတော့အဲ့ဒီဗတ်လိုက်မှုကိုလျှော့ချဖို့စ조사လာတာကိုတွေ့ရပါတယ်ဒါပေမဲ့သွေးခွဲစကားဆိုတဲ့အသုံးအနှုန်းတွေကတော့တမိုင်းထဲမှာကြံနေစေဆိုတာကိုဆွေးနွေးသူတွေကသတိပြုမိခဲ့ကြပါတယ်ဒုတိယအချက်အနေနဲ့ကတော့အားလုံးပါဝင်နိုင်မှုဆိုတဲ့ inclusivity အပိုင်းပါဘီလုံကိုစီတုံးချင်းရဲ့ပြရုပ်လို့ပြောကြပေမဲ့တကယ်တမ်းဆွေးနွေးပွဲမှာထွက်ပေါ်လာတဲ့အမြင်ကတော့ဒါဟာမပြည့်စုံသေးတဲ့အစာပြုမှုသာဖြစ်တယ်ဆိုတာပါရခိုင်ကိုယ်စားလှယ်တွေပါဝင်တာကရနီတွေကလေ့လာရေး observer အနေနဲ့ပဲရှိနေတာကိုကြည့်ရင်ပင်လုံကတတိုင်းကလုံးကိုလွှမ်းခြုံနိုင်ခဲ့လားဆိုတာကလည်းဆွေးနွေးပွဲမှာမေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်ဆွေးနွေးသူတို့ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့တင်စားချက်ကတော့ပင်လုံစာချုပ်ဟာအပေါင်းစာချုပ်ဂရန်ဒီတစ်ခုနဲ့တူနေတယ်ဆိုတာပါပဲ။တောင်တန်းသားတွေကလွတ်လပ်ရေးယူဖို့အတွက်သူတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ခွဲထွက်ခွင့်ကိုအာမခံချက်အဖြစ်တောင်းဆိုခဲ့ကြတာပါ။ဒါပေမဲ့အဲဒီချိန်ကဆိုဗီယက်ယူနီယံရဲ့နိုင်ငံရေးဩဇာလွှမ်းမိုးမှုကြောင့်ခွဲထွက်ခွင့်ကိုပဲအသားပေးခဲ့ကြပြီးဒီနေ့ခေတ်ဖက်ဒရယ်စနစ်မှာအရေးကြီးတဲ့ဇေယျဇာတခွဲဝေလိုအချက်တွေပျောက်ဆုံးနေကြတာကိုလည်းပန်နယ်မှာနှိုင်းယှဉ်သုံးသပ်ခဲ့ကြပါတယ်။ဆွေးနွေးပွဲရဲ့နောက်ဆုံးကောက်ချက်ကတော့ကျွန်တော်တို့တမိုင်းကိုကြည့်တဲ့အခါစာရေးသူရဲ့နောက်ခံ background bias ကိုသတိထားဖို့ပါပဲ။ Greeny တွေရဲ့စနစ်ကြရဲ့တောင်းဆိုမှုရှမ်းစော်ဘွားတွေရဲ့အခန်းကဏ္ဍတွေကိုတစ်ဖက်သက်အတိတ်ပဲဖွင့်ဆိုချက်တွေနဲ့ဖုံးကွယ်ပဲပျောက်ဆုံးနေတဲ့အချက်လက်တွေကိုပွင့်ပွင့်လင်းလင်းဖော်ထုတ်ဆွေးနွေးမှသာအနာဂတ် Federal ပြည်အောင်စုအတွက်သင်ခန်းစာယူစရာအစစ်အမှန်ကိုရရှိမှာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာပါဝင်ကြသူတွေရဲ့အမြင်ဆုံးဟာကျွန်တော်တို့အတွက်တမိုင်းကိုရှုထောင့်အသစ်ကနေကြည့်ဖို့လမ်းစာတွေဖြစ်စေခဲ့ပါတယ်။နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။